မင်္ဂလာပါလုပ်ငန်းရှင်များခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ဩစတြေးလျနိုင်ငံမှာစတင်ဖို့အလားအလာအကောင်းဆုံးစီးပွားရေးလုပ်ငန်းတွေအကြောင်းပဲဖြစ်ပါတယ်။ဩစတြေးလျရဲ့ခိုင်မာတဲ့စီးပွားရေးနဲ့ကွဲပြားတဲ့ဈေးကွက်ကလုပ်ငန်းသစ်တွေအတွက်အခွင့်အလမ်းများစွာကိုပေးစွမ်းနေပါတယ်။ဒီလိုအခွင့်အလမ်းတွေကိုဘယ်လိုဖော်ထုတ်ပြီးကိုယ့်အတွက်အသင့်တော်ဆုံးလုပ်ငန်းကိုဘယ်လိုရွေးချယ်မလဲဆိုတာကိုလေ့လာကြည့်ရအောင်ပါ။ထည့်သွင်းစဉ်းစားရမယ့်အချက်များလုပ်ငန်းတစ်ခုကိုမစတင်ခင်ထည့်သွင်းစဉ်းစားရမယ့်အရေးကြီးတဲ့အချက်တွေရှိပါတယ်။ပထမဆုံးအနေနဲ့ဈေးကွက်ရဲ့လိုအပ်ချက်ကိုသေချာနားလည်ဖို့လိုပါတယ်။ကိုပေးမဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုကဘသူ့ကိုရည်ရွယ်တာလဲသူတို့ရဲ့လိုအပ်ချက်ကဘာလဲဆိုတာသိရပါမယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ဝါသနာပဲဖြစ်ပါတယ်။ကိုတကယ်စိတ်ဝင်စားပြီးကျွမ်းကျင်တဲ့နယ်ပယ်ကလုပ်ငန်းကရေရှည်အတွက်ပိုပြီးအောင်မြင်နိုင်ခြေရှိပါတယ်။လိုအပ်တဲ့မတေငွေရင်းဥပဒေစည်းမျဉ်းတွေနဲ့ပြိုင်ဘက်တွေကိုလည်းလေ့လာဖို့မမေ့ပါနဲ့။အလားအလာကောင်းတဲ့ကဏ္ဍများဩစတြေးလျမှာလက်ရှိအလားအလာကောင်းနေတဲ့ကဏ္ဍတွေထဲမှာနည်းပညာနဲ့ digital ဝန်ဆောင်မှုတွေပါဝင်ပါတယ်။ online ရောင်းဝယ် software ရေးဆွဲခြင်းနဲ့ digital marketing လိုလုပ်ငန်းတွေကတိုးတက်နေပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုနဲ့သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးကဏ္ဍကလည်းလူဦးရေတိုးလာတာနဲ့အမျှလိုအပ်ချက်မြင့်မားနေပါတယ်။ပညာရေးကဏ္ဍအထူးသဖြင့်အသက်မွေးဝမ်းကျောင်းပညာရပ်တွေနဲ့နိုင်ငံတကာကျောင်းသားတွေအတွက်ဝန်ဆောင်မှုတွေကလည်းအလားအလာရှိပါတယ်။ရေရှည်တည်တံ့တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကလည်းခေတ်ရည်စည်းကြောင်းအရာအရှိန်အဟုန်ကောင်းနေပါတယ်။ခရီးသွားလုပ်ငန်းနဲ့ဧဝတ်ပြုရေးကဏ္ဍကလည်းပြန်လည်နာလန်ထူလာနေပြီးအခွင့်အလမ်းတွေပေါ်ထွက်နေပါတယ်။တိကျတဲ့လုပ်ငန်းစိတ်ကူးများဒီကဏ္ဍတွေထဲကနေတိကျတဲ့စိတ်ကူးအချို့ကိုပြောရရင်တော့တီးသက်နယ်ပယ်တစ်ခုကိုအထူးပြုတဲ့ online store ဖွင့်လှစ်တာမျိုးဖြစ်နိုင်ပါတယ်။ဥပမာအားဖြင့်ဩစတြေးလျထုတ်လက်မှုပစ္စည်းတွေဒါမှမဟုတ်သဘာဝပစ္စည်းတွေကိုအဓိကထားရောင်းချတာမျိုးပါ။အိမ်ရောက်ကျန်းမာရေးစောင့်ရှောက်မှုဒါမှမဟုတ်တက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှုဝန်ဆောင်မှုပေးတာမျိုးလည်းလုပ်နိုင်ပါတယ်။ဒါအပြင်လျှက်စစ်ပညာဒါမှမဟုတ်ပိုက်ပြင်ခြင်းလိုမျိုးကျွမ်းကျင်လုပ်သားလိုအပ်ချက်မြင့်မားတဲ့နယ်ပယ်တွေအတွက်သင်တန်းကျောင်းဖွင့်လှစ်တာမျိုးလည်းစဉ်းစားနိုင်ပါတယ်။နေရောင်ခြည်စွမ်းအင်လိုမျိုးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တက်ဆင်ခြင်းဒါမှမဟုတ်အကြံပေးခြင်းလုပ်ငန်းတွေကလည်းအလားအလာကောင်းပါတယ်။တဘာဝပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့တန်ရှင်းရေးဝန်ဆောင်မှုလိုမျိုးတီးတန့်ဝန်ဆောင်မှုပေးတာမျိုးလည်းလုပ်နိုင်ပါတယ်။အောင်မြင်မှုအတွက်အကြံပြုချက်များဘယ်လုပ်ငန်းကိုပဲရွေးချယ်သည်ဖြစ်စေအောင်မြင်ဖို့အတွက်အချက်ချို့လိုအပ်ပါတယ်။ခိုင်မာတဲ့လုပ်ငန်းအစီအစဉ် business plan ရှိဖို့ကအခြေခံအုတ်မြစ်ပါပဲဒေတာရင်းဈေးကွက်ကိုနက်နက်ရှိုင်းရှိုင်းနားလည်ဖို့လည်းအရေးကြီးပါတယ်။ဆက်ဆံရေးကွန်ရက် networking တိဆောက်ခြင်းနဲ့ပြောင်းလဲနေတဲ့အခြေအနေတွေနဲ့လိုက်ရောညီထွေစွာနေထိုင်နိုင်ခြင်းကလည်းအောင်မြင်မှုရဲ့တောချက်တွေပါဖောက်သည်ဝန်ဆောင်မှုကိုအထူးဂရုစိုက်ခြင်းကလည်းလုပ်ငန်းကိုရေရှည်တည်တံ့စေပါတယ်။ဩစတြေးလျမှာစတင်ဖို့အကောင်းဆုံးလုပ်ငန်းဆိုတာလူတဦးချင်းစီရဲ့အခြေအနေနဲ့စိတ်ဝင်စားမှုအပေါ်မူတည်ပါတယ်။ဒါပေမဲ့ဩစတြေးလျဈေးကွက်ကလုပ်ငန်းရှင်တွေအတွက်အခွင့်အလမ်းများစွာကိုပေးနေတာတော့အမှန်ပါပဲ။တေချာလေ့လာမှုတွေပြုလုပ်ပြီးကိုယ့်အတွက်အသင့်တော်ဆုံးလုပ်ငန်းကိုရွေးချယ်ပါပြီးရင်တော့စတင်ဖို့ခြေလှမ်းကိုရဲရဲချလိုက်ပါအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပါစေလို့ဆုတောင်းပေးပါတယ်။